United ရဲ့အကောင်းဆုံး Super Sub သို့မဟုတ်ရွှေဂိုးတွေသွင်းပေးခဲ့သူဘဲစီလီဟာနန်ဒက်စ်ဂျာဗီယာဟာနန်ဒက်စ်ဟာမက္ကဆီကိုနိုင်ငံကနေဥရောပဘောလုံးလောကစီတင်ပို့ခဲ့တဲ့အကောင်းဆုံးသောဘောလုံးထုတ်ကုန်တစ်ခုဖြစ်ပါတယ်။မက္ကဆီကိုလေဗီစင်ဘောလုံးသမိုင်းတစ်လျှောက်ပွဲပေါင်း109ပွဲကစားပြီး52ဂိုးထိသွင်းယူထားတဲ့ဂိုးသွင်းများဆုံးကစားမကြီးကသူ့ရဲ့ကစားမဘဝမှာအောင်မြင်ဆုံးနဲ့ပရိသတ်ချစ်ဆုံးဖြစ်ခဲ့တဲ့ကလပ်ကတော့ Manchester United အသင်းကြီးပါပဲ။သူ့ကိုဘောလုံးလောကမှာဟာနန်ဒက်စ်လို့လူသိများပေမဲ့သူကတော့သူ့ရဲ့ဂျာစီနံပါတ်ကြောပေါ်မှာနာမည်ပြောင်ဖြစ်တဲ့ Chicharito လို့ပဲရေးထိုးပြီးတော့ကစားခဲ့တာပါ။ Chicharito ဆိုတာက Mexican Spain ဘာသာစကားအရဘဲစီလီလို့အဓိပ္ပာယ်ရပြီးတော့သူ့ရဲ့ရက်မောင်း 1.5 မီတာနဲ့ခနာကိုဖွဲ့စည်းပုံလေးကလည်းတကယ်ပဲဘဲစီလီလို့တည်တည်ခွေခွေရှိတာပါ။ဒါပေမဲ့လူကောင်းကြီးမားလာတဲ့ခံစစ်မှုတွေကြားထဲမှာမမှန်းဆနိုင်တဲ့ရွေးရှားမှုတွေထက်မြက်လုံးနဲ့မြန်လုံးနေနဲ့လျှက်တစ်ပြက်ကိုတင်ယူတတ်တဲ့စွမ်းရည်တွေကြောင့်သူ့ကိုလုံးဝရှော့တက်လို့မရတဲ့ကိုတင်မို့ဆိုးတဦးဖြစ်သတ်မှတ်ခဲ့ကြတာပါ။နေတဲ့တင်သမိုင်းမှာကလေးမျက်နှာနဲ့လူသက်သမားလို့နာမည်ကျော်တဲ့အိုလီဂန်နာဆိုရှာကအကောင်းဆုံးစူပါဆက်တူဖြစ်ခဲ့တယ်လို့ပဲဆိုရှာရဲ့မွေကိုပြေးဝဆက်ခံပြီးရွှေကိုရီအမြဲတမ်းတင်ပေးနိုင်ခဲ့သူကတော့ဒီဘဲစီလီဟာနန်ဒက်ပါပဲ2010ပြည့်နှစ်မှာ United အသင်းဟာပရိသတ်တွေအားအသင်းသွားစီမဲ့ကစားမခေါ်ယူမှုတစ်ခုပြုလုပ်ခဲ့တာပါအဲ့ဒါကတော့ Mexico ကလပ် DC Guadalajara အသင်းကနေတိတ်ပြီးတော့လူသိမများသေးတဲ့ကရုံးစပင်ပေါင်းနဲ့ကစားမလေးတူကိုအသင်းရဲ့ပထမဆုံးသော Mexican ကစားမဖြစ်ခေါ်ယူလိုက်တာဖြစ်ပါတယ်အချိန်တုန်းကသူဟာခေတ်စားနေတဲ့ Prison Break ဇလန်တွေကဇက်ကောင် Michael Scofield နဲ့ရုပ်ချင်းစင်တူရာကြောင့်လေရေပန်းစားခဲ့ပါသေးတယ် Guadalajara ကနေ Hernandez ကိုခေါ်ယူဖို့အတွက်တဲ့အသင်းကအဆိုပါကလပ်နဲ့ခြေစမ်းပွဲကစားပေးဖို့သဘောတူပေးခဲ့ရပြီးမက္ကဆီကိုနိုင်ငံအထိခရီးလှည့်ပတ်ခဲ့ရပါသေးတယ်။ဒီပွဲစဉ်မှာတော့ Hernandez ကပထမပိုင်းကိုသူ့ရဲ့ကလပ်ဟောင်း Guadalajara အတွက်ကစားပေးခဲ့ပြီးဒုတိယပိုင်းမှာ United အတွက်ကစားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲ Hernandez က United အတွက်တန်ဖိုးမဖြတ်နိုင်တဲ့လက်ကောင်လေးဖြစ်လာခဲ့ပါတယ်။2010ပြည့်နှစ်ဇူလိုင်လ28ရက်နေ့မှာကစားခဲ့တဲ့ MLS All-Star Game မှာပွဲချိန်63မိနစ်မှာနာနီရဲ့နေရာမှာလူစားဝင်ပြီးတော့United ပထမဆုံးပွဲဥအတွက်ကစားခွင့်ရရှိခဲ့တာပါ။အဲဒီပွဲမှာကွင်းထဲဝင်ပြီးတော့18မိနစ်ကြာမှာ Darren Fletcher ရဲ့အဝေးကနေပြေးပို့လိုက်တဲ့ဘောလုံးကိုဂိုးသမား Nerimando ရဲ့ခေါင်းကိုကြော်ကန်သွင်းယူပြီးတော့Unitedကစားမဘဝပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာပါ။ပရိသတ်တွေကသူ့ကိုချက်ချင်းပဲအမှတ်ရသွားစေတဲ့ဂိုးကတော့ Chelsea နဲ့ကစားခဲ့တဲ့ရာသီဖွင့် Community တိုင်းပွဲစဉ်မှာဖြစ်ပါတယ်။ Antonio Valencia ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို Hernandez ကန်သွင်းပေးလိုက်ရမှာဘောလုံးကသူ့ရဲ့ခြေထောက်ဘေးကနေတစ်ဆင့်ပဲကိုမျက်နှာကိုပြန်ပြီးတော့ထိပြီးဂိုးပေါက်ထဲကွက်တီဝင်သွားခဲ့တာပါ။အဲဒီသွင်းဂိုးကရည်စရာကောင်းခဲ့ပေမဲ့လည်းဂိုးလက်ကိုထင်သာမြင်သာရှိစေခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။2010 ရာသီတစ်လျှောက်လုံးမှာ Hernandez ကလူစားဝင်ကစားမဖြစ်ပါဝင်ခဲ့ရပြီးတော့ရန်တက်ထွက်ဖိုးတန်ခြေပါဂိုးနဲ့အနိုင်ဂိုးတွေကိုဇက်တိုက်သွင်းယူပေးနိုင်ခဲ့တာပါ။2010ခုနှစ်စက်တင်ဘာလ29ရက်နေ့ကစားခဲ့တဲ့လက်ကစားမဘဝပထမဆုံးချန်ပီယံလိပွဲစဉ်မှာလေလူစားဝင်ကစားမဖြစ်ပါဝင်ပြီးတော့ Valencia အသင်းဘက်ကိုတလုံးနဲ့တော့နိုင်ကိုသွင်းယူပေးခဲ့တာပါ။ Stoke City အသင်းကို1-0နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာလေလူစားဝင်လာပြီးတော့ခြေပါဂိုးနဲ့နိုင်ဂိုးတွေကိုသွင်းယူပေးခဲ့တယ်လို့နှစ်ရက်ကြာမှကစားခဲ့တဲ့ကာရာဘွန်ဖလားဝိုးနယ်ပွဲစဉ်မှာလေလူစားဝင်တော့နိုင်ဂိုးသွင်းယူပေးခဲ့ပြန်ပါရီ။ Hernandez ရဲ့ Super Sub ခြေစွမ်းပြမှုတွေကဒါစီယာခက်ခဲလွန်းအောင်ကိုဇက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။2011ခုနှစ်ဇန်နဝါရီလအတွင်းကစားခဲ့တဲ့ West Brom နဲ့ပွဲစဉ်မှာလေလူစားဝင်ကအနိုင်ဂိုးသွင်းယူပေးခဲ့ပြီးပရီးမီးယားလိဘောလုံးသမိုင်းတစ်လျှောက်ဂိုးသွင်းများဆုံးမက္ကဆီကိုကစားမဖြစ်စံချိန်တင်နိုင်ခဲ့တာပါ။အဆိုပါဇန်နဝါရီလအတွင်းမှာပဲ United အတွက်လူစားဝင်ကစားခဲ့တဲ့3ပွဲစလုံးမှာအဖိုးတန်ဂိုးတွေသွင်းယူနိုင်ခဲ့ပြီးတော့ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တာပါ။ချန်ပီယံလိ16အသင်းအဆင့်မာဆေးအသင်းနဲ့ပွဲစဉ်မှာလည်း United အတွက်ဖိုးတန်ဂိုး2ဂိုးသွင်းယူပြီးကကွာတာဖိုင်နယ်ကိုတက်ရောက်စေခဲ့သလိုကွာတာဖိုင်နယ် Chelsea နဲ့ပွဲစဉ်မှာလည်းဂိုးသွင်းယူနိုင်ခဲ့ပြီးတော့United ကိုဆီမီဖိုင်နယ်အဆင့်ကိုပို့ဆောင်ပေးခဲ့တာပါ။ရာသီနောက်ပိုင်းမှာတော့သူ့ရဲ့လူစားဝင်သွင်းဂိုးတွေကပုံမှန်များပြားလာခဲ့ပြီး Everton ကိုတလုံးနဲ့သောဂိုးနဲ့နိုင်တဲ့ပွဲChelsea ကို2ဂိုးနဲ့နိုင်တဲ့ပွဲစဉ်တွေမှာအဆုံးဖြတ်နိုင်ဂိုးတွေသွင်းယူပေးသွားခဲ့လို့ United တို့ Premier League Champions League ကိုရရှိဖို့အတွက်အများကြီးကူညီပေးနိုင်ခဲ့တာပါ။ Hernandez ဟာ2010-2012ရာသီကနေနေစရိုင်းပြီးနောက် United ကစားမဘဝပထမဆုံးရာသီမှာတင်ပြိုင်ပွဲစုံဂိုး20သွင်းယူနိုင်ခဲ့တဲ့ပထမဆုံးသောကစားမဖြစ်လာခဲ့တာပါ။အဲဒီရာသီကုန်မှာတော့ United ဟာ Premier League Champions League ကိုဆွတ်ခူးနိုင်ခဲ့ပြီး Champions League မှာလည်းဘောလုံးပွဲထိတက်ရောက်ကဒုတိယရရှိခဲ့တာပါ။ Hernandez ကလည်း United တနစ်တာအကောင်းဆုံးကစားမဆုဖြစ်တဲ့Samat Babi ဆုကိုရရှိခဲ့တယ်လို့နိုင်ငံတကာဘောလုံးသမိုင်းနဲ့စရင်အင်အဖွဲ့ချုပ် IFFHS ကချီးမြှင့်တဲ့ World Goal Getter 2011ဆုကိုလည်းနိုင်ငံတကာသွင်းဂိုး73ဂိုးနဲ့ခရစ္စတီယာနိုရိုနယ်ဒိုလီယိုနယ်မက်ဆီတို့လိုကစားမတွေကိုကြော်ဖြတ်ပြီးထိုက်တန်ဆွတ်ခူးနိုင်ခဲ့တာပါ2017စနစ်ရာသီမှာလည်း United ပရိသတ်တွေက Hernandez ရဲ့ရွှေဂိုးတွေကိုဇက်တိုက်မြင်တွေ့ခဲ့ရပြီးမြဲ United ကတော့ Premier League Champions League နဲ့လွဲချော်ခဲ့ရတာပါအဲဒီရာသီမှာ Hernandez ကပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရပြီးတော့2017ခုနှစ်ဇူလိုင်လအတွင်းလက်ကျင်ရေးစင်းစင်မှာဘောလုံးနဲ့ကောင်းကိုထိမှန်ပြီးတော့အနေငယ်ပြင်းထန်တဲ့အုံနောက်လောက်ခတ်မှု concussion ဒဏ်ရာရရှိခဲ့တာပါဝင်တခြားဒဏ်ရာပြဿနာတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်
။ဒါပေမဲ့သူကပြိုင်ပွဲစုံ36ပွဲပါဝင်ကစားပေးခဲ့ပြီး12ဂိုးသွင်းယူပေးနိုင်ခဲ့ပါသေးတယ်။2012-13ဘောလုံးရာသီမှာတော့ United တို့ Premier League Champions ဆုကိုပြန်လည်ရယူနိုင်ခဲ့ပြီး Hernandez ကလည်းလူစားဝင်ကစားမဖြစ်အဓိကပါဝင်ခဲ့ရင်ပြိုင်ပွဲစုံမှာ18ဂိုးထိသွင်းယူပေးနိုင်ခဲ့တာပါ။ Robin van Persie နဲ့ Wayne Rooney တို့လိုကဘာစင်တိုင်းစင်မှုတွေရှိနေတာကြောင့်ပွဲထွက်ခွင့်ကန့်သက်ရှိခဲ့ပေမဲ့လည်း Hernandez ကကွင်းထဲဝင်လာတိုင်းမှာအရေးပါတဲ့ကိုယ်တင်စွမ်းရည်ကိုထုတ်ပြနိုင်ခဲ့တာပါ။ထူးခြားတဲ့သမိုင်းဝင်မှတ်တရတစ်ခုအနေနဲ့ Hernandez ကနေပြကြီး Sir Alex Ferguson လက်ထက်ရတဲ့တင်ရနောက်ဆုံးသောသွင်းကိုရှင်ဖြစ်ခဲ့တာပါ။ Sir Alex Ferguson ရဲ့ Manchester United နေပြဘောအနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ West Brom တင်းနဲ့9ဂိုးစီတေးကြခဲ့တဲ့ပွဲစဉ်မှာ United ရဲ့သမိုင်းဝင်နောက်ဆုံးဂိုးကို Hernandez ကပွဲချိန်63မိနစ်မှာသွင်းယူပေးခဲ့တာပါ။ဆိုပါပွဲစဉ်မှာတော့ United အတွက် Shinji Kagawa ကပွဲဥတက်ကိုသွင်းခဲ့သလို Jonas Ocean ရဲ့ကိုသွင်းမှု Alexander Butner နဲ့ Robin van Persie တို့ရဲ့သွင်းဂိုးတွေအပြင် Hernandez ရဲ့သမိုင်းဝင်သွင်းဂိုးကြောင့် United က9ဂိုး2ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ West Brom ဘက်က Lukaku ရဲ့ hat-trick အပါအဝင်9ဂိုးပြန်သွင်းခဲ့ပြီး9ဂိုးစီတေးကြကပွဲပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ Sir Alex Ferguson နိုင်သွားပြီးတဲ့နောက်မှာတော့ United အသင်းရဲ့ရလဒ်တွေဆိုးဝါးလာခဲ့သလို Hernandez ကလည်းပွဲထုတ်ခွင့်နေရာသိမ်းမရတော့ဘဲနဲ့ရုန်းကန်ခဲ့ရတာပါ။နီးပြတဲ့ Lewis Van Gaal လက်ထက်2015ခုနှစ်မှာတော့သူက United အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။အဲဒီနောက်မှာ Real Madrid စီကိုအငှား Bayern Leverkusen, West Ham, Sevilla နဲ့ El Clasico တို့မှာတောက်ရောက်ကစားခဲ့ပြီး2024ခုနှစ်မှာတော့သူ့ရဲ့ Mexico ကလပ်ဟောင်းဖြစ်တဲ့ Guadalajara အသင်းစီကိုပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။ United မှာသူက Premier League Champion 2 ကြိမ် Community တိုင်း Champions League ဒုတိယနဲ့ Samat Busby Player of the Year စတဲ့အောင်မြင်မှုတွေကိုရရှိခဲ့တာပါ။ Mexico လေရင်အသင်းနဲ့လည်း CONCACAF Gold Cup ချန်ပီယံဆုရရှိခဲ့ပြီးဆိုပါပြိုင်ပွဲရွှေပနက်ဆုနဲ့အကောင်းဆုံးကစားမဆုတွေကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ Javier Hernandez ဟာ United ပရိသတ်တွေအတွက်ဘယ်တော့မှမေးပြောင်းလို့မရနိုင်တဲ့တိုက်စစ်မှုတူဖြစ်ပါတယ်။တကယ်လို့2017 Champions League ဘောလုံးပွဲမှာ Barcelona ကိုကြော်ဖြတ်ပြီး Champions League ဖလားရရှိခဲ့မယ်။သို့မဟုတ် Premier League Champions ဆုကို3ကြိမ်ဆက်တိုက်စကူးနိုင်ခဲ့မယ်ဆိုရင်သူက United အသင်းရဲ့တရားဝင်ကနဦးကစားမကြီးတစ်ဦးဖြစ်သမိုင်းဝင်ကျန်ရစ်ခဲ့မှာအေကံမသေးပါ။ဘယ်လိုပဲဖြစ်ဖြစ် Basile Hernandez က United ပရိသတ်ရဲ့နှလုံးသားထဲမှာတော့အဖို့တန်လှတဲ့ Super Set အဖြစ်အမှတ်ရနေကြမှာဖြစ်ပါတယ်ခင်ဗျာ။